me un atelo me un atelo ngalo mata ngali saya me pinya ngali pinya ba ngalo mata li come colore ngalo mata tire na ကျွန်တော်ဒီနေ့မှာကျွန်တော်ကိုပို့ထားတဲ့အသက် file လေးအကြောင်းကိုကျွန်တော် highlight လုပ်ပြီးတော့တစ်ချက်တော့ပြောချင်တာပေါ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီဒါရွှေရင်ကျော်နဲ့ပတ်သက်တဲ့ပွဲအခမ်းအနားတွေပူဇော်ပွဲအခမ်းအနားတွေနောက်ပြီးတော့ကျွန်တော်ကရွှေဘုံပြေးရှန်ရွှေရင်ကျော်တိဂီတာဖွဲ့ရဲ့ဂီတာမှုတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ရွှေရင်ကျော်နဲ့ပတ်သက်တဲ့တခြင်းတော်တော်များများကိုကျွန်တော် page ကနေပြီးတော့တင်ပါတယ်ကျွန်တော်ရဲ့ page ထဲမှာလည်းများသောအားဖြင့်ရွှေရင်ကျော်ဆရာတွေကရှိပါတယ်ခင်ဗျအဲ့တော့ဒီကျွန်တော်ကိုပို့ထားတဲ့အတန် file ကိုကြည့်ရတာလေသူရဲ့နာမည်အရှိမှာဆရာဆိုတဲ့ဟာပါတယ်သူကလည်းရွှေညိုဆရာတယောက်ဖြစ်မယ်လို့ကျွန်တော်ထင်နေခင်ဗျဒါအဲ့ဒါလေးပေါ့ကျွန်တော်တို့ရွှေညိုပညာကျွန်တော်တို့ရွှေညိုပညာကိုယူထားတဲ့လူတွေကရွှေညိုပညာဆိုတာကျွန်တော်တို့သူတော်ကောင်းပညာရဲ့တစ်ခုပါအဲ့တော့သူတော်ကောင်းပညာရဲ့ကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတော်ကောင်းနဲ့ပတ်သက်တဲ့ပြောမှုဆိုမှုလုံးမှုကိုင်မှုနေမှုထိုင်မှုအဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ကလိုက်ပြီးတော့ကျင့်သုံးရပါတယ်အဲ့အတွက်ကြောင့်မို့လို့ယခုပြောထားတဲ့သူကိုကျွန်တော်တို့ကဘာမှစိတ်လည်းမဆိုးဘူးစိတ်လည်းမကောက်ဘူးကျွန်တော်အခုလိုမျိုးဒါပြောပေးရတဲ့အတွက်လည်းဒါကျွန်တော်အနေနဲ့ဒါကျေးဇူးတင်တယ်အဲ့လိုပဲပြောချင်တာပေါ့နော်ကျေးဇူးတင်တယ်ကျွန်တော်လိုအပ်တာတွေရှိရင်ကျွန်တော်ပြုပြင်စေခြင်းတဲ့အရာတွေရှိရင်လွတ်လွတ်လပ်လပ်ပြောဆိုနိုင်တယ်ဝေဖန်နိုင်တယ်ကျွန်တော်ကိုကြိုက်တယ်လို့ပြောနိုင်တယ်အဲ့အတွက်ကြောင့်မလို့အခုလိုမျိုးကြီးဆဲတာကတော့ကျွန်တော်တို့ရွှေရင်ကျော်ဆရာတယောက်အနေနဲ့တော့သူတော်ကောင်းဆရာရဲ့လက္ခဏာမဟုတ်ဘူးလို့တော့ကျွန်တော်အနေနဲ့တော့ထင်တာပဲခင်ဗျအဲ့အတွက်ကြောင့်မလို့ရွှေရင်ကျော်ဆရာကောင်းတယောက်ဖြစ်ပါစေလို့ကျွန်တော်ကနေပြီးတော့ဒါပြောချင်ပါတယ်ခင်ဗျ